ဆရာကြီးဒေါက်တာနေစင်လက်ရဲ့ Telegram မှာတင်ထားတဲ့တိုးတက်ချင်ရင်အလုပ်လုပ်ကြပါဆိုတဲ့စာပိုင်လေးကိုဖတ်ပြခြင်းပါတယ်။ဆရာကြီးရဲ့စာပေတွေကလောကအမြင်ဓမ္မအမြင်နှမျိုးနဲ့ရေးထားတာမို့စာဖတ်သူတွေအတွက်အရန်ကိုဘုဒ္ဓတာရှိပါတယ်ခင်ဗျာ။နားထောင်ကြည့်ပါခင်ဗျာ။တိုးတက်ချင်ရင်အလုပ်လုပ်ကြပါ။တတ္တလောကကြီးထဲမှာကံအလွန်ကောင်းလို့လူဖြစ်လာကြရတာပါဒုက္ခရိဘုံကိုတစ်ခါလမ်းမရောက်သွားရင်နောက်တစ်ချိန်လူပြန်ဖြစ်ဖို့မလွယ်တော့လူချင်းတူရင်ကြိုးသားဝိရိယရှိသူကပါတယ်ဝိရိယချင်းတူရင်ဉာဏ်ကြီးသူကပါတယ်ဉာဏ်ကြီးတူရင်ကံကြီးသူကပါပြန်ပါတယ်အဲ့ဒီကံတွေကအလကားရလာတာမဟုတ်ဘူးအတိတ်ဘဝအထက်ထက်ရဲ့ဖြည့်ဆည်းမှုကိုခံစားကြရတာအဲ့ဒီကံကိုပြန်မွေးရလိုက်မယ်မွေးတက်ကြရလိုက်မယ်မွေးရကောင်းမှန်းလည်းသိကြတဲ့နဲ့ကိုစိုက်တာကိုကိုပြန်ရိတ်သိမ်းရတာကမ္မနိယာမဖြစ်တယ်လောကဓမ္မလည်းပြီးတယ်တချို့အရွယ်မရောက်သေးပေမဲ့ဒုက္ခကိုအန်တုပြီးကြိုးစားရှာကြတာတွေ့ရတယ်လို့တချို့ခြေလက်အင်္ဂါကောင်းတွေရှိရတဲ့အသက်50ကျော်အထိမိဘစီကလက်ဖြတ်နေကြရတာတွေဟာအမြင်မတော်လာဘူးဒါဟာစိတ်ဓာတ်နဲ့ဆိုင်တယ်စိတ်ဓာတ်ဆိုတာအတိကလာတာပါပဲဓမ္မကအလကားမနေဘူးအရာရာကိုမှတ်သားထားတယ်အကျိုးပေးပြန်ဖြစ်တယ်အကောင်းဆန်စားချိန်ကုန်ပြီးအဆိုးခံစားချိန်ရောက်ရင်ခြေမကိုင်းနတ်မကိုင်းဖြစ်ပြီးလောကကိုအရှုံးပေးသွားရသူဖြစ်တတ်ပါတယ်ဘာမောင်ကဆရာကြီးဒေါက်တာနေစင်လက်ရဲ့ကလောက်အမိပါခင်ဗျ